ကဲဒီမိကုန်းလေးကြည့်အောင်နော် solve the equation ဒါဖြည့်ချင်းကနေပေါ့နော် for n ဆို n အတွက်ပေါ့အဲ့ဆိုတော့မှာ n choose n minus r equal to n square minus 110ပေါ့နော်အဲ့တော့ n ကိုရှာခိုင်းတယ်ပေါ့အဲ့တော့ဆိုတော့ဒီမှာသူဒီဆိုတော့ n choose n minus 1မှာဘယ် formula သုံးရမလဲလို့မေးရင် n choose r equal to နော်အဲ့လိုပြောမှဆို n c ရောက်ပေါ့ကွာဟုတ်လားစာလို့ပြောမှဆို n choose r equal to n minus r အဲ့ formula ရှိရအဲ့ formula ရှိရနော်ဥပမာဆိုတော့ 5 choose 3 ဒီ5 choose 2နဲ့ညီတယ်သူတို့နှစ်ခုပေါင်းလိုက်ဒီအပေါ်က number နဲ့မြဲတူတယ်တွဲထူကြချက်ကနော်ဒါဆိုဆရာတို့ကဒါဆိုရင်ဒီ formula ပေါ့နော်ဒီ formula မှာဒါလေးနဲ့ဆရာတို့ chain ထိုးကြည့်မယ်ဆိုရင် n ရ5ထည့်မယ်ကွာ r နေရာမှာ3ထည့်ကြည့်မယ်ကွာဒါဆို n နေရာ5ထည့်မယ် n နေရာမှာ5ထည့်မယ် r နေရာမှာ3ထည့်မယ်နော်ဒါဆို5 minus 3 is 2ပြန်ဖြစ်သွားတယ်အဲ့လိုပြောတာနော်ကဲအဲ့ကြောင့်မလို့ဆိုဒီ formula တိုင်းသုံးမယ်ဆိုခဲ့ရင် n choose n minus 1ဒီ n choose 1 နဲ့2တယ်နော်အဲ့ဒီချက်ပြီးတော့တခါဆိုတော့ဒီအောက်မှာ1ရပြီဆိုခဲ့ရင်အမြဲတမ်းပေါ်က n ရတယ်ဘယ်လိုပြောရလဲလို့မေးရင်ဆိုတော့ဥမာ5 choose 1ဆိုရင်5 7 choose 1ဆိုလဲ7 8 choose 1ဆိုလဲ8ဖြစ်ပါတယ်နော်ဒါကြောင့်မလို့ဆရာတို့ကn choose 1ဆို n ဟုတ်ပြီ n ဒီဘက်ချလာမယ်ဆို negative ဖြစ်သွားတယ် minus ဖြစ်သွားတယ်ဒီမှာကျတော့ဆိုလို့0ဘာမှပြန်ခဲ့0နော်ဘာမှမရေးဘူးဆိုမှားမယ်နော်တချို့ကလေးတွေကဒီလိုရေးတတ်တယ်နောက်သတိထားမယ့်ချက်ပေါ့နော်တို့ချင်းဒါဆိုဒီလိုရေးလို့ရှိရင်ဘာလို့ဆိုလို့မေးဒီဘက်ချမ်းမှာဒါ equal to စဉ်းစားရဆိုခဲ့ရင်ဒီဘက်ချမ်းမှာ n ရှိရဆိုသဘောတည်းရောက်နေတယ်မဟုတ်ဘူး n ကဒီဘက်ချမ်းရောက်သွားပြီအဲဒါဆိုဘာမှမကြံခဲ့ဘူးဒီမှာ0ဖြစ်မယ်နော်0ဖြစ်မယ်ဒါမှလည်းဘက်ချမ်း n နှုတ်ညာဘက်ချမ်း n နှုတ်နော်ကလေးတော့ဘာစဉ်းစားမယ်ဆိုရင်အဲ n ကို n နှုတ်တော့0ပေါ့နော်အဲ့ဒီချက်ကြောက်ပြီဒါဆိုဆရာတို့ကချက်ခွဲမယ်နော်ချက်ခွဲမယ်ဖြစ်ပဲကဲဒါအောင်ဆရာတို့ကနေကြည့်လို့လှအောင်ဆရာဝက်တွေပညာချိန်ပြီးလိုက်မယ်နော်မချိန်လေးရပြဿနာမရှိနော်မချိန်လေးရပြောချင်တာမြင်လွယ်ရအောင်ကွာပညာချိန်ပြီးလိုက်တယ်လို့ပြောတာကဲချိန်မျိုးဒါဆိုဆရာတို့ကနှစ်ထပ်တစ်ထပ်ကဏ္ဍပုံစံမျိုးဆိုရင်ဒါနှစ်ထပ်ကိစ္စတန်းဆိုတာ quadratic equation ခေါ်တဲ့ဒီ factorization လုပ်တဲ့အခါမှာနှစ်ခွင်းရတယ်နော်မျက်ပုတ်ကိနှစ်ခုရအောင်ပေါ့အဲ့တော့နှစ်မျိုးသွားမယ်နော်စက်နဲ့လည်းတွက်ပြမယ်လက်နဲ့လည်းတွက်ပြမယ်နော်အဲ့တော့ဆရာတို့ချက်ခွဲတဲ့အခါမှာဆရာတို့က n square ဒီ n နဲ့ n မြောက်တယ်130ကတော့ဆရာတို့ကအလိုမျိုးပဲဆိုတော့ဒါဆရာတို့17နဲ့10နဲ့မြောက်လို့ရှိရင်130ရတာပဲဟုတ်တယ်မနော်လိုပြောမဆိုလွယ်လေးအဲ့တော့ဆရာတို့ဒီမှာမြောက်ကြည့်လိုက်17နဲ့ n နဲ့မြောက်တော့ 11n n နဲ့10နဲ့မြောက်တော့ 10n ဖြစ်တယ်ဒီတိရဆရာတို့လက္ခဏာမတက်သေးဘူးအနှုတ်ဆိုရင်နှုတ်ချင်းဒီသူတို့နှစ်ခုနှုတ်17တရား10နှုတ်တော့ n ကျန်မယ်အဲ့ n ကခလေကိန်းနဲ့တူရမယ်တူတယ်ပြီးလက္ခဏာတက်တဲ့ခါကျတော့ minus ဆိုရင် 2 minus ဖြစ်ဖို့လည်းကြီးတဲ့ကောင်နှုတ်ငယ်တဲ့ကောင်ပေါင်း2နှုတ်ဆိုရင်2လည်းနှုတ်2ပေါင်း2လည်းပေါင်းဆိုရင်n minus 11တကွင်း n plus 10တကွင်းဆိုဆရာတို့ရသွားမယ်နော်အဲ့လိုရသွားမယ်စနေကြလို့ဆရာတို့ကဘာလို့ဆို mode 5 3နဲ့သွားနော် mode 5 3နဲ့သွားmode 5 so equation 3ရမှာ quadratic equation ဟိုက cubic equation ဖြစ်နေလို့နော်4က3ကြတော့နှစ်ထပ်ကိစ္စတန်းအဲ့တော့ဆရာတို့ဒီမှာ ABC ဆိုဘာလို့မေးဒီ square ရှေ့မြောက်ဘက်ကိန်းကိုယူတယ်1 upon 1ဆိုတော့ plus 1နော် positive 1ဒီမှာဆိုဒါနှုတ်ဆိုတော့ negative 1ပြီးရင် negative 110ဆိုတော့နော်ကဲအဲ့လိုရပြီနော်ပြီး equal နှိပ်လိုက်ဒါဆိုကျတော့ x value ဒီမှာကျတော့ x ပဲပြောမှာပေါ့နော်ဒီမှာကျတော့ဆိုတော့ n value ရလာမယ် n တန်ဖိုးတွေရလာမယ်11နဲ့ negative 10ရတယ်အဲ့ဒါဘာရလို့မေးသူအဖြေတစ်ခါတန်းရတာနော်အဲ့ဒါလည်းမထားအောင်သူကအဖြေတစ်ခါတန်းထုတ်ပြီးတဲ့ဟာကြီး calculator ကြောက်လေဒီမှာ17နဲ့အနှုတ်30အဲ့ဒါကိုဆိုတော့ချက်ရှိကပုံစံပြန်သွားခြင်းနဲ့ဆိုရင်ပြန်လာလိုက်အနှုတ်17တို့ချက်3ညထားအဲ့3ညထားပြီဆိုရင်ဒီမှာတခွင်းရပြီဒီ
ဒီမှာနှုတ်ဆက်တဲ့10ဆိုရင်ပြောချင်တာအပေါင်း30ဒါဆိုသူတို့နှစ်ခုပြောချင်လာလို့ရှိရင်ဟုတ်ပြီနော်သူတို့နှစ်ခုမျှလိုက်ပုံစံဖြောင်းပြန်သွားတော့ဗောနော် calculator နဲ့တွက်မယ်ဆိုရင်တော့ဖြောင်းပြန်သွားရပြီနော်အဲ့တော့ကိုဖြစ်ပြန်မှားလားလေးစစ်လို့ရတာပေါ့ကွာအဲ့တော့ကျွန်တော်ဒီမှာ enter ဖို့ဒီအနှုတ်30မဖြစ်နိုင်ဘူးဘာကြောင့်လဲလို့မေးရင်ကျွန်တော်ဒီပေါ်က anti အနှုတ်ဖြစ်ရပါဘူးနော်ဒါကြောင့်မလို့အဖြစ်ဒီတစ်ခုပဲရပါမယ် enter ဖို့ဘယ်လောက်လဲ11လို့ရေးလိုက်လို့ရှိရင်သူရှာခိုင်းတဲ့ဖြစ်ဆက်လို့ရသွားပါပြီနော်